သူခဏလောက်အိတ်ငိုက်သွားတော့မှာပဲသူအလောင်းရှစ်လောင်းနဲ့ဖန်တီးထားတဲ့ Frankenstein monster ကသူ့မျက်စိရှိတဲ့အံ့ဩဖို့ကောင်းတော့အောင်အသက်ဝင်လာတာကိုတွေ့လိုက်ရတယ်ပိုပြီးထူးဆန်းတာကအဲ့ဒီတတဝါဟာသူ့ရဲ့လှုပ်ရှားမှုတိုင်းကိုလိုက်တူပတ်နေတာပဲကိုယ့်လက်ရာကိုပြန်ငေးကြည့်နေတဲ့မွေးကင်းစာကလေးတစ်ယောက်လိုပေါ့သူချက်ချင်းပဲပျော်ပြီးပြုံးလိုက်မိတယ်ဒီအကြောင်းကိုတခြားသူတွေမသိအောင်လို့ Victor ကအဲ့ဒီတတဝါကိုအိမ်အောက်ခန်းထဲမှာပဲထိပ်ပိတ်ထားလိုက်တယ်ဒါပေမဲ့သူအံ့ဩသွားရတာကတော့မျက်တောင်တစ်ခတ်တွင်းမှာပဲအဲ့ဒီတတဝါရဲ့ကိုယ်ပေါ်ကချုပ်ရိုးတန်ရာတွေအားလုံးပျောက်ကင်းသွားတာပါပဲကန်ဆိုးစွာနဲ့အချိန်တွေကြာလာတဲ့အခါ Victor တိလိုက်ရတာကဒီတတဝါဟာ Victor တယောက်တည်းကိုပဲတခင်ဖြစ်တည်ပြီးတခြားဘာကိုမှတင်ပေးလို့မရဘူးဆိုတာပါပဲအဲ့ဒီအခါကျမှ Victor ကသဘောပေါက်သွားတယ်ဒီတတဝါရဲ့အတွင်းထဲမှာကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုပုံကွယ်နေတယ်ဆိုတာကိုပေါ့သူအမြန်ပဲအဲ့ဒီတတဝါကိုအိမ်အောက်ခန်းထဲပြန်ထည့်ပိတ်ထားလိုက်တယ်ဒါပေမဲ့သူထွက်သွားပြီးမကြခင်မှာပဲ Elizabeth ကအောက်ထပ်ကနေထူးဆန်းတဲ့အတန်တွေကြားလိုက်ရတယ်ဘာလဲဆိုတာသိရအောင်သူမှအောက်ထပ်မြေအောက်ခန်းစီတတိထားပြီးဆင်းသွားတဲ့အခါအမောင်ထဲမှာတန်ကြိုးနဲ့ချီနှောင်ခံထားရတဲ့တတဝါကိုတွေ့လိုက်ရတော့တယ် Elizabeth ကအမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့သူမကလည်းသိပ္ပံပညာကိုအရန်စိတ်ဝင်စားသူတစ်ယောက်ဖြစ်တယ်ဒီတတဝါကလည်းဒီအမျိုးသမီးကိုစိတ်ဝင်တစားနဲ့သူမရဲ့လက်ဖွားကိုအဆက်မပြတ်ပုတ်တက်နေတော့တယ်အဲ့ဒီနောက်ပိုင်းရက်တွေမှာ Elizabeth ကမြေအောက်ခန်းထဲကတတဝါစီကိုခဏခဏသွားတွေ့လေးရှိတယ်သူမှသိလာရတာကဒီတတဝါဟာကြောက်စရာမကောင်းတဲ့စိတ်ထားကောင်းတဲ့ကလေးတစ်ယောက်နဲ့ပိုတူနေတယ်ဆိုတာပါပဲတတဝါရဲ့တနာစရာကောင်းပြီးတနာခံနေတဲ့မျက်လုံးတွေကိုတွေ့ရတဲ့အခါ Elizabeth ကသူ့ကိုဒီလိုမပိတ်ထားတင်ဘူးလို့ခံစားလာရတယ်ဒါပေမဲ့ Victor ကတော့ဒီတတဝါကိုလူတစ်ယောက်လိုမဆက်ဆံခဲ့ပါဘူးပြိဿရိုင်းတစ်ကောင်ကိုလေ့ကျင့်ပေးနေတယ်လို့မျိုးနေတိုင်း or hit အမိတ်ပေးနေတော့တယ်ဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီနေ့လေ့ကျင့်နေတော့မှတတဝါကရုတ်တရက်ဒေါသတကြီးပောက်ကွဲလာတဲ့အဖြစ်ဆိုးတွေမဖြစ်အောင်လို့ Victor က Elizabeth ကိုရဲတိုက်ကနေထွက်သွားဖို့ဒိညာခေါ်ထုတ်သွားလိုက်တယ်ပြီးတာနဲ့သူကအဆောက်အဦတစ်ခုလုံးကိုဓာတ်ဆီနဲ့လိုက်လောင်းပြီးအတွင်းမှာရှိတဲ့အရာအလုံးကိုဖျက်ဆီးဖို့ဆုံးဖြတ်လိုက်တယ်သူဖန်တီးခဲ့တဲ့အဲ့ဒီတတဝါပါဝင်ပေါ့မိတွေကမြေအောက်ခန်းကိုဝါမျိုးသွားတဲ့အချိန် Victor ကချကုန်းမလုပ်ပဲချက်ချင်းထွက်ပြေးသွားခဲ့ပြီးတတဝါကိုတော့အဲ့ဒီမြေအောက်ခန်းထဲမှာပိတ်မိရတာထားခဲ့တယ်ဒါပေမဲ့ Victor ထွက်ခွာသွားတော့မှရုတ်တရက်နောင်တရစိတ်ဝင်လာတယ်သူတတဝါကိုကယ်ဖို့ပြန်ပြေးသွားခြင်းလို့နောက်တစ်စက္ကန့်မှာပဲပောက်ကွဲမှုကြီးတစ်ခုဖြစ်ပြီးအဆောက်အဦကစိတ်မောဖြစ်သွားခဲ့တယ်သူကတတဝါလည်းတည်သွားပြီလို့တွက်လိုက်တယ်ဒါပေမဲ့တတဝါရဲ့စွမ်းအားကိုသူရှော့တွက်ခဲ့မိတာကိုတော့မသိခဲ့ဘူးတတဝါကကြီးမားတဲ့စွမ်းအားနဲ့နိုးထလာပြီးတန်ကြိုးတွေကိုချက်ချင်းပဲဆွဲဖြတ်ကမြစ်ထဲကိုခုန်ချလိုက်တော့တယ်အဆုံးမှာတော့တတဝါဟာမြစ်ရေကြောင်တန်းကြီးတစ်ခုစီတောင်းတင်သွားခဲ့တယ်ဒါဟာသူ့အတွက်ပထမဆုံးမြင်ဘူးတဲ့အပြင်လောကကြီးပေါ့သူကသူ့ပတ်ဝန်းကျင်ကအရာအလုံးကိုအရန်စိတ်ဝင်စားဖြစ်နေခဲ့တယ်ရှေ့မှာတမင်ကြီး moose တွေတရွက်စားနေတာကိုတွေ့တော့သူလည်းသူတို့လိုပဲတရွက်တွေကိုခူးပြီးလိုက်စားကြည့်တယ်ဒါပေမဲ့နောက်တစ်ခဏမှပဲအဲ့ဒီတမင်ကြီးတွေဟာမူဆိုးတွေရဲ့ပြစ်မှတ်ဖြစ်သွားခဲ့တယ်အသက်ရှင်ဖို့အတွက်တတဝါကထွက်ပြေးရုံကလွဲပြီးတခြားနည်းလမ်းမရှိတော့ဘူးမနက်ကနေညနေဆောင်တဲ့အထိအဆက်မပြတ်ပြေးလွှားနေခဲ့ရတယ်အဲ့ဒီနောက်ရှိမှအိမ်တလုံးပေါ်လာတယ်သူကဂိုးတောင်တကားတစ်ချက်ကိုဖွင့်လိုက်ပြီးထောက်တနေရာမှာကွေးလေးဝင်နေရင်အရန်ပင်ပန်းသွားတာနဲ့အိပ်ပျော်သွားတော့တယ်နောက်နေ့မနေ့ကျမှသူသိလိုက်ရတာကဒီနေရာဟာမနေ့ကသူ့ကိုဒဏ်ရာရအောင်တစ်ခတ်ခဲ့တဲ့မူဆိုးရဲ့အိမ်ဖြစ်နေတာပါပဲသူလဲဂိုးတောင်ထဲမှာပဲခိတ္တပုံနေရပြီးမူဆိုးအမဲလိုက်ဖို့ထွက်သွားတဲ့အချိန်ကျမှအပြင်ကိုထွက်ရဲတယ်ဒီအိမ်မှာမျက်မမြင်အဖိုးကြီးတယောက်ကကောင်မလေးတယောက်ကိုနေတိုင်းစာတင်ပေးလေးရှိတယ်တတဝါကလည်းအပေါက်ကြားကနေတဆင့်ခိုးပြီးလေးလာတင်ယူနေခဲ့တယ်မကြခင်မှာပဲတတဝါကသပင်ရှည်တွေထွက်လာခဲ့တယ်ပြီးတော့သူကလည်းဒီလေတော့အိမ်အတွက်တခုခုပြန်လုပ်ပေးခြင်းစိတ်ပေါက်လာတယ်နောက်နေ့မနေ့ရောက်တော့လေတော့အိမ်မှာဘဲကမှန်းမသိတဲ့ထင်းပုံကြီးတစ်ခုအပုံလိုက်ရောက်နေခဲ့တယ်တတဝါကလည်းတဖြည်းဖြည်းနဲ့တခြားသူတွေကိုကူညီပေးရတဲ့ပျော်ရွှင်မှုကိုသိရှိလာတယ်ဒါပေမဲ့ပျော်စရာအချိန်တွေကအမြဲတမ်းခဏတာပါပဲအဲ့ဒီနေ့မှာတိုးချန်ထဲကနေအကျယ်လောင်ဆုံးအော်တန်တွေထွက်ပေါ်လာခဲ့တယ်ဝင်းပလွေတအုပ်ကတိုးအုပ်ကိုဝင်ရောက်တိုက်ခိုက်နေတာပါတိုးတွေအားလုံးဝင်းပလွေတွေရဲ့အကိုက်ခံလိုက်ရတဲ့အခါမူဆိုးတွေကလည်းဒီလေတော့အိမ်ကိုစွန့်ခွာသွားကြတယ်အဖိုးကြီးတယောက်ထဲသာဆက်နေဖို့ရွေးချယ်ခဲ့တယ်အဲ့ဒီအချိန်ကျမှတတဝါကအပြင်ကိုထွက်လာရဲတော့တယ်အဲ့ဒီအချိန်ကစပြီးတတဝါကအဖိုးကြီးကိုသူ့ရဲ့မိသားစုဝင်တယောက်လိုသဘောထားခဲ့တယ်အဖိုးကြီးကလည်းဆရာတယောက်လိုပဲသူ့ကိုနေတိုင်းအသိပညာတွေမျှဝေသင်ကြားပေးခဲ့တယ်သူ့ရဲ့စိတ်တွေကရင့်ကျက်လာတာနဲ့အမျှသူမိကိုတစ်ခုကိုစတင်စဉ်းစားမိလာတယ်သူတကယ်ဘယ်ကနေလာခဲ့တာလဲသူ့ရဲ့အဖေကရောဘာတူလဲအမှန်တရားကိုရှာဖွေဖို့အတွက်သူကမှတ်ညက်ခက်ရေးရေးတိုင်းရဲတိုက်စီကိုပြန်လိုက်သွားခဲ့တယ်ဒါပေမဲ့ရဲတိုက်ကတော့အပြက်စီးတွေပဲကျန်တော့တယ်ကံကောင်းစွာနဲ့စာမှုတချို့ကိုသူတွေ့ရှိခဲ့တယ်အဲ့ဒီစာတွေကိုကောက်ယူပြီးဖတ်ကြည့်လိုက်တဲ့အခါမှာသူသိလိုက်ရတာကသူဟာတာမန်လူတယောက်မဟုတ်ပဲ Victor ကသိပ္ပံစမ်းသပ်မှုတွေကနေတဆင့်အလောင်းရှစ်လောင်းကိုပေါင်းဆက်ပြီးဖန်တီးထားတဲ့တရဝါတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲနောက်ဆုံးမှာတော့စာတစောင်ထဲကနေ Victor ရဲ့နာမည်နဲ့လိပ်စာကိုသူတွေ့ရှိသွားတယ်အဲ့ဒီနေရာကိုမသွားခင်မှာသူကအဖိုးကြီးကိုအရင်နှုတ်ဆက်ဖို့လိုအပ်ခဲ့တယ်ဒါပေမဲ့သူလုံးဝထင်မထားခဲ့မိတာကတော့သူလေတော့အိမ်ကိုပြန်ရောက်သွားတဲ့အချိန်မှာအဖိုးကြီးဟာဝန်ပလွေတွေရဲ့တိုက်ချက်စတောက်တာကိုခံလိုက်ရပြီဆိုတာပါပဲ